ကျွန်တော်ဒီနေ့မှာပြည်သက်တွေကိုပြောပြပေးခြင်းတဲ့အကြောင်းကတော့ကျွန်တော်တို့ကဘာဖလားပြန်ပွဲမှာစမ်းသက်အသုံးပြုနေတဲ့ကျွန်တော်တို့ဒါစီးမြင့်အသစ်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြပေးခြင်းပါတယ်ကျွန်တော်တို့အားလုံးကဘလုံးပွဲကျင်းနေကျွန်တော်တို့ outside တွေဖြစ်တဲ့အခါမှာကျွန်တော်တို့ကစားသမားရဲ့ခြေမာလေးတစ်ချောင်းသာဇာမဝင်ပခုံးလေးနည်းနည်းလေးထွက်သွားတာနဲ့ပတ်သက်ပြီးတော့ဂိုးမပေးခဲ့ရတဲ့အခိုက်အတန့်တွေဒီလိုမျိုးအခိုက်အတန့်တွေရှိခဲ့ဘူးလေဒီမှာဆိုလဲကျွန်တော်ဂိုးမရလို့စိတ်ပြက်ခဲ့ရတဲ့ outside ဖြစ်တဲ့ဒီလိုမျိုးအခိုက်အတန့်တွေဒါကြုံခဲ့ဘူးလေဒီမှာဆိုတော့ကျွန်တော်တို့ဒီကဘာဖလားပြန်မှာဘယ်စီးမြင့်နေတာလောက်ထားလဲဆိုရင်တော့ကျွန်တော်ဒီစီးမြင့်အသစ်ကဆိုတော့ကျွန်တော်တို့ semi automate outside technology ဆိုတဲ့ကျွန်တော်တို့က SAOT ဆိုတဲ့ဒါ system တခုရှိတယ်ဒါကဘာလဲဆိုတော့ဘောလုံးတွေက chip နည်းပညာပေါ့နော်ဒီခုနေ့ကဘာဖလားမှာတော့တိုင်းလူကြီးတွေရဲ့ဆုံးဖြတ်ချက်တွေကစက္ကန့်ပိုင်းအတွင်းတိကျနေခြင်းမှာတော့ဒါကွင်းမိုးအတွင်းမှာတက်ဆင်ထားတဲ့အဆင့်မြင့်ကင်မရာတွေနဲ့ဘောလုံးအတွင်းမှာရှိတဲ့နည်းပညာတွေကြောင့်ဖြစ်ပါတယ်ဒီမှာဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်ခြေရာခံတဲ့စနစ် data point လို့ခေါ်တယ်ဒါကတော့ကျွန်တော်ကွင်းအမိုးအတွင်းမှာတက်ဆင်ထားတဲ့အဆင့်မြင့်ကင်မရာဘောင်းကကျွန်တော်တို့12လုံးဟာကစားသမားတဦးချင်းစီရဲ့လှုပ်ရှားမှုတွေကိုအမြဲမပြတ်စောင့်ကြည့်နေတယ်ကစားသမားတဦးချင်းစီရဲ့ခန္ဓာကိုယ်လှုပ်ရှားမှုတွေပြောမယ်ဆိုတော့ခြေထောက်တွေလက်တွေဒါပခုံးစတဲ့အနေအမပေါင်း29ခုရှိတယ်ဒီလို29ခုလုံးကိုတစ်စက္ကန့်လျင်ဒါအကြိမ်90နှုန်းနဲ့အမြဲတမ်းခြေရာခွံတစ်ချက်ပေးနေတာလည်းဖြစ်ပါတယ်ခြေရာခံပြီးတော့တစ်ချက်ပေးနေတယ်ဒီတော့နောက်တစ်ခုကကျတော့ဒါဘောလုံးတွေကကျွန်တော်တို့ connected ball technology ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဒါပြိုင်ပွဲသုံး edited ဘောလုံးတွေမှာ sensor chip ဒါ internal measurement unit ဆိုတဲ့ IMU ဆိုတဲ့တစ်ခုကိုထည့်သွင်းထားတယ်၎င်း chip ကတော့ကျွန်တော်တို့ကစားသမားဘောလုံးကိုကန်လိုက်တာဒါမှမဟုတ်ကျွန်တော်တို့ထိလိုက်တဲ့အချိန်အတိအကျကိုတစ်စက္ကန့်လျင်အကြိမ်900နှုန်းကျွန်တော်တို့က900 Hz နဲ့ကျွန်တော်တို့က VR အဖွဲ့ထံကိုအချက်ပြစနစ်တွေနဲ့ပေးဖို့နေခဲ့တာလည်းဖြစ်ပါတယ်ဒီလိုလုပ်ခြင်းအပြင်ရရှိလာတဲ့အချက်ကဘယ်လိုအချက်တွေကိုကျွန်တော်ရရှိလာမလဲဆိုရင်တော့ကစားသမားတဦးကနေဖြတ်တယ်မဟုတ်ပေးပို့လိုက်တဲ့ဒါအချိန်မှာတိုက်စစ်မှုက outside ဖြစ်နေသလားမဖြစ်နေဘူးလားဆိုတာကိုကျွန်တော်တို့ကွန်ပျူတာစနစ်ကစက္ကန့်ပိုင်းအတွင်းမှာ 3D ပုံရင်းနဲ့တကွတိတိကျကျကျွန်တော်တို့တိတိကျကျကိုတွက်ချက်ပြီးတော့ VR တိုင်းထန်ကိုဓာတ်ရိုက်ပေးပို့ပေးတယ်ဒါကြောင့်ပဲအရင်မှာဆိုရင်တော့ကျွန်တော်တို့မြင်းချောင်းတွေတိုက်ဆွဲနေတရားမလို့တော့ဘဲနဲ့ပွဲရနာမဲ့အချိန်ကိုအများကြီးကြော့ချပေးနိုင်တာလည်းဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ပထမဆုံးနည်းပညာသုံးထားတဲ့ဘလုံးတွေကချစ်နည်းပညာနဲ့ဒါကွင်းမိုးပေါ်မှာတက်ဆင်ထားတဲ့ကင်မရာကြီးမှာကစားသမားတွေကိုကျွန်တော်တို့ဒါ point တွေထောက်ထားရဆိုတဲ့အကြောင်းကိုဒါရှင်းပြပေးတာလည်းဖြစ်ပါတယ်နောက်ထပ်ဒါနည်းပညာတစ်ခုကတော့ဘာလဲဆိုတော့ wing out outside law ပဲဖြစ်ပါတယ်ဒီနည်းပညာကတော့ဘယ်လိုလဲဆိုတော့ကျွန်တော်တို့အာဆင်နယ်ရဲ့နည်းပြအောင်အာဆင်ဝင်ကတော့လက်ရှိကျွန်တော်တို့ FIBA ရဲ့ကမ္ဘာဘောလုံးခွင့်မျိုးတိုးတက်ရေးအရာရှိအနေနဲ့တင်ပြထားတဲ့ဒါနည်းစနစ်တစ်ခုဖြစ်တယ်ဒီနည်းစနစ်ကဒီဘောလုံးလောကအတွင်းမှာအထူးကြီးမှန်းစားနေပြီးတော့ဒီပြိုင်ပွဲကာလအတွင်းမှာတော့အဓိကဆွေးနွေးစရာဖြစ်လာတယ်ဒါကတော့ဘာလဲဆိုတော့တိုက်စစ်မှုရဲ့ဂိုးသွင်းရတော့ခန္ဓာကိုယ်အစိပ်ပိုင်းခြေထောက်ခေါင်းခုံးဒါတစ်ခုခုနောက်ခံလူထက်ဒါဒီအရာတစ်ခုခုကနောက်ခံလူထက်ပေါ့နော်မီလီမီတာပိုင်း8ရောက်နေရင် outside ဖြစ်တယ်ဒါမဲ့ကျွန်တော်တို့ဒီ wing ရဲ့ outside လောမှာတော့တိုက်စစ်မှုရဲ့ဂိုးသွင်းရတော့ခန္ဓာကိုယ်အစိပ်ပိုင်းတစ်ခုလုံးကနောက်ခံလူထက်ရှေ့သို့လုံးဝကျွံထွက်နေမှသာ outside ပေးမိဖြစ်တယ်ဆိုလိုရတဲ့အဓိပ္ပာယ်ကဆိုရင်တော့တိုက်စစ်မှုရဲ့ခြေဖနှောင်းဟာနောက်ခံလူကြီးခြေဖနှောင်းနဲ့တဒန်းနဲ့ဒါမှမဟုတ်ဘူးထက်လို့နေသေးတယ်ဆိုရင်ခန္ဓာကိုယ်အရှေ့ပိုင်းဘလောက်ပင်ထွက်နေပါစေ outside ဖြစ်တော့မှလည်းဖြစ်ပါတယ်ဒါကတော့ဝင်းကားလော outside အကြောင်းကိုပြောပြတာပါဒီစင်းမြင့်ကြောင့်ဒါတိုက်စစ်သမားတွေအတွက်ပုံမပြီးတော့အခွင့်အရေးဖြစ်လာနိုင်ပြီးတော့နောက်ခံလူများအဖို့ကတော့ outside ဖမ်းဖို့ပို့ပြီးတော့ခက်ခဲသွားမယ်ရလဒ်အနေနဲ့ကတော့ဘောလုံးပွဲစဉ်တွေမှာဂိုးသွင်းမှုတွေပုံမပြီးတော့များပြားလာနိုင်တယ်ပွဲစဉ်တွေမှာလည်းပုံမပြီးတော့ကြီးကောင်းလာမယ်ဂိုးများလာမယ်လို့လည်းဒါပြောလို့လည်းရနိုင်တဲ့အချက်တစ်ခုလည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါကတော့2026 FIBA ကမ္ဘာဖလားပြိုင်ပွဲမှာကျွန်တော်တို့စမ်းသပ်အသုံးပြုနေတဲ့နည်းစနစ်တွေအကြောင်းကို technology တွေအကြောင်းကိုရှင်းပြပေးခဲ့တာဖြစ်ပါတယ်နောက်တဲ့စီဇန်တွေမှာလည်းစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းတွေကိုတင်ဆက်ပေးဖို့ရှိပါတယ်ဒီနေ့စီဇန်ကတော့လောက်ပါပဲအားလုံးပဲနောက်တဲ့စီဇန်မှာပြန်တွေ့ကြပါသေးတယ် see you ပါ